ယုံ24ကောင်ကြောင့်ဩစတြေးလျတိုက်တစ်ခုလုံးပျက်စီးမလို့ဖြစ်သွားခဲ့ရတဲ့သမိုင်းဝင်အမှားကြီးဘီယာဝါစာကနေပြန်လဲပြီးတော့ဂျိုဆိုလိုက်ပါတယ်တဘာဝတရားကြီးကိုလူသားတွေအမြင်တစ်ခုနဲ့ပဲဆုံးဖြတ်လို့မရပါဘူးလူသားတွေအမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်လိုက်လို့ရှိရင်9ပါးနေမက10ပါးပါမှောက်သွားတတ်ပါတယ်ဒီထဲမှာဩစတြေးလျတိုက်ကိုယုံကပ်ဘေးဆိုင်သွားလဲပါပါတယ်1800ကျော်ကာလမှာဥရောပတိုက်သားတွေဟာယုံတွေကိုဩစတြေးလျတိုက်စီကိုတည်ဆောင်သွားခဲ့ပူပါတယ်ယုံကလေးတွေပါပဲဘာအနေမှမရှိပါဘူးလို့တည်ဆောင်သွားကနေဂေဟာစနစ်ကြီးတစ်ခုလုံးပြတ်စီးပြီးတော့လူရောတရိတ်ဆန်ပါအားလုံးတောက်လဲဒုက္ခတွေရောက်ကုန်ကြတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဩစတြေးလျရဲ့ဂေဟာစနစ်ကိုအကြီးအကျယ်ဖျက်ဆီးခဲ့တဲ့ယုံတွေအကြောင်းကိုပြောပြပေးသွားမှာပါထုံးစံတိုင်းပဲတင်ဆက်ပြီးမှကျွန်တော်ကိုအန်ဖြစ်ပါတယ်ရေးသားပြီးတာ Robin Moore ဖြစ်ပါတယ်ခင်ဗျဒါလေးကဘာမှဖြစ်ပါဘူးဆိုပြီးတွေးမိရာကအစဇလန်ဆာကတော့ Thomas Austin ဆိုတဲ့ပုဂ္ဂိုလ်ကနေစတင်ခဲ့တာပါသူကအင်္ဂလန်နိုင်ငံဆမ်မာဆက်ဒေတာဘွားဖြစ်ပြီးတော့1831ခုနှစ်မှာဩစတြေးလျနိုင်ငံဗစ်တိုးရီးယားပြည်နယ်အနောက်ပိုင်းဒေသကိုရွှေ့ပြောင်းအခြေချလာခဲ့တဲ့သိုးမွေးမြူရေးချမ်းပိုင်းရှင်တထေးတဦးလည်းဖြစ်ပါတယ်အဲတုန်းကဩစတြေးလျဗြိတိရှကိုလိုနီအုပ်ချုပ်ခံဒေသဖြစ်ပါတယ်ကိုလိုနီလက်ခံဩစတြေးလျမှာအော်စတင်ဟာဧက3000နီးပါးကျယ်ဝန်းတဲ့ဘာဝန်ပန်းကြံလို့အမည်ရတဲ့ခြံကြီးတစ်ခုတီထောင်ခဲ့ပြီးတော့ဒေသတွင်းမှာတော်လေးကိုဩဇာတိတ်ကမှကြီးမားသူတဦးဖြစ်လာခဲ့ပါတယ်ဒါပြင်သူဟာဩစတြေးလျကိုပြင်ပကနေမျိုးစိတ်သစ်တွေတင်သွင်းတဲ့ Acclimatization Society of Victoria ဆိုတဲ့အဖွဲ့ရဲ့ထင်ရှားတဲ့အဖွဲ့ဝင်တဦးလည်းဖြစ်ခဲ့ပါတယ်။အဲဒီခေတ်ကဥရောပတိုက်သားတွေရဲ့တွေးခေါ်မှုတွေကတော့ဩစတြေးလျရဲ့သဘာဝပတ်ဝန်းကျင်မှာမပြည့်စုံဘူး။ဒါကြောင့်သူတို့ရဲ့မွေးရမြေဖြစ်တဲ့ဥရောပကအပင်တွေတရိတ်ဆန်တွေကိုယူဆောင်လာပြီးတော့ပုံမကောင်းမွန်အောင်ပြုပြင်ပေးရမယ်ဆိုတဲ့ကိုလိုနီခေတ်ကြီးစိုးတဲ့ယူဆတွေလွှမ်းမိုးနေခဲ့တာဖြစ်ပါတယ်။ဩစတြေးလျအင်္ဂလန်မှာတော့အမဲလိုက်ရတာကိုလုံဝါသနာပါခဲ့မယ်။ဩစတြေးလျမှာတော့အမဲလိုက်ဖို့အတွက်ဥရောပလိုမျိုးတရိတ်ဆန်အလုံလောက်မရှိခဲ့ပါဘူး။သူ့ရဲ့လူကုန်တန်းအတိုင်းဝိုင်းကမိတ်ဆွေတွေကိုဖိတ်ကြားပြီးတော့ကြီးကျယ်ခမ်းနားတဲ့အမဲလိုက်ပွဲတွေကျင်းပခြင်းနဲ့ဆန္ဒကသူ့ကိုဆုံးဖြတ်ချက်တစ်ခုချစေခဲ့ပါတယ်။အဲ့ဒါတော့သူ့ရဲ့အကိုဖြစ်သူဝီလီယံစီကနေတောယုံတွေကိုမှာယူဖို့ပဲဖြစ်ပါတယ်။ဩစတြေးလျယုံလေးအကောင်နှဲငယ်လောက်ယူလာတာကဘာမှအန်ရမပေးနိုင်တဲ့ပြင်ကို့မွေးရမြေအင်္ဂလန်ရဲ့အငွေ့သက်လေးကိုတောင်ရစေတာပေါ့လို့လည်းတွေးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီတွေးကဩစတြေးလျတိုက်တစ်ခုလုံးကိုဒုက္ခပင်လဲဝေစေမဲ့အစာပြိုးမှုဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်မှတ်ခဲ့ကြပါဘူး။1859ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာတော့အကိုဖြစ်သူဝီလီယံကဘော်တန်စပိုရတ်မှာဖမ်းဆီးရမိခဲ့တဲ့တောယုံချို့နဲ့အိမ်မွေးယုံချို့ကိုရောနှောပြီးလိုင်းနင်းလို့ခေါ်တဲ့သင်းမောနဲ့အတူထည့်ပေးလိုက်ပါတယ်ခရစ်စမတ်နေ့မှာအဲ့ဒီယုံကောင်ရင်24ကောင်ကမဲဘုံမျိုးကိုရောက်ရှိလာခဲ့ပြီးတော့အော်စတင်ရဲ့ဘောင်ပန်းချံမှာစတင်လှုပ်ပေးခြင်းခံခဲ့ရပါတယ်ဒေသခံတွေနဲ့သတင်းစာတွေကလည်းဒီကိစ္စကိုအစာပိုင်းမှာအပြူသဘောဆောင်ပြီးတော့ရှုမြင်ခဲ့ကြပါတယ် Southern Australian သတင်းစာရဲ့ editor တဦးကဆိုလို့ရှိရင်ဒီယုံလေးတွေကိုချက်ချင်းမတတ်ပြစ်ကြဖို့နဲ့အမဲလိုက်လို့ကောင်းတဲ့အနေအထားတစ်ခုရောက်တဲ့အထိပွားများလာအောင်ထားတင်ကြောင်းတော်မှာရေးထားခဲ့ယူပါတယ်။ဘာဝန်ပန်းညံမသည်ဩစတြေးလျတိုက်တခွင်တို့ရုံတွေကိုစတင်လွှတ်ပေးလိုက်တဲ့အချိန်မှာပဲဩစတြေးလျရဲ့သဘာဝပတ်ဝန်းကျင်ဟာရုံတွေအတွက်တော့ဘေးရန်တွေမရှိတဲ့နတ်ပြည်လိုဖြစ်နေခဲ့ပါတယ်။ဥရောပတိုက်လိုအေးခဲနေတဲ့ဆောင်းရာသီမျိုးမရှိပဲတစ်နှစ်ပတ်လုံးမျှတတဲ့ရာသီဥတုရှိတာကြောင့်ရုံတွေဟာရာသီမရွေးအကန့်အသတ်မရှိသားပေါက်နိုင်ခဲ့ကြပါတယ်။ဒါပြင်ကျေပြောလာတဲ့စိုက်ပျိုးမြေတွေမြက်ခင်းမြေတွေကလည်းအစားအစာတွေကိုအရှံပယ်ထောက်ပံ့ပေးနေသလိုဖြစ်နေခဲ့ပြီးတော့တဘာဝတိုင်းသူတို့ကိုပြန်လဲအမဲလိုက်မဲ့တာရဲတရိတ်ဆန်တွေကလည်းဩစတြေးလျမှာမရှိသလောက်ရှားပါလို့နေခဲ့ပါတယ်။ရုံတွေစတင်လွတ်ပေးပြီး3နှစ်အကြာမှာဘာဝန်ပန်းချန်ထဲမှာရုံကောင်းရာထောင်ချီပြီးတော့ပွားများလာခဲ့ပါတယ်။1866ခုနှစ်ရောက်တဲ့အခါမှာတော့ဩစတင်ရဲ့ချန်တစ်ခုထဲမှာရုံကောင်းရီ14000ကျော်ကိုအမဲလိုက်တပ်ဖြတ်နိုင်ခဲ့တယ်လို့မှတ်တမ်းတွေရသိရပါတယ်။ဒီချက်ကိုကြည့်ရင်တို့ရဲ့မျိုးပွားနှုန်းဟာဘယ်လောက်ထိကြောက်စရာကောင်းလောက်အောင်မြန်ဆန်လဲဆိုတာကိုမြင်နိုင်ပါတယ်။ဒီလိုမဲလိုက်ပွဲတွေမှာအထင်ရှားဆုံးသမိုင်းဝင်ဖြစ်ရတဲ့ခုကတော့1868ခုနှစ်မှာဗစ်တိုးရီးယားဘင်မာကြီးရဲ့ဒုတိယမြောက်သားတော်အဲဖရက်မင်းသားကိုယ်တိုင်ဘောင်ဝန်ပန်းချံကိုလာပြီးတော့လဲပတ်ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။မင်းသားကဂုဏ်ပြုတဲ့အနေနဲ့ကျင်းပတဲ့3နာရီလောက်သာကြာမြင့်တဲ့အမဲလိုက်ပွဲအတွင်းမှာအော်စတင်နဲ့မင်းသားတို့ကရုံကောင်းရင်1000နီးပါးကိုပြစ်ခတ်နိုင်ခဲ့ပါတယ်။အဲ့ထဲကတဝက်လောက်ကိုမင်းသားကိုယ်တိုင်ပြစ်ခတ်ခဲ့တာဖြစ်ပြီးမင်းသားကအလွန်မဲ့သဘောကျလုံးလို့နောက်တစ်နှစ်မှာထပ်မံလောက်ကရုံကောင်းရင်1500ကိုထပ်မံပြီးတော့အမဲလိုက်ခဲ့ပါသေးတယ်။ဒီဖြစ်ပျက်တွေဟာအော်စတင်အတွက်တော့သူ့ရဲ့အစဉ်တန်းကိုမြင့်တင်ပေးလိုက်သလိုဖြစ်ခဲ့ပေမဲ့တော်ဝင်မိသားစုကိုဧည့်ခံတဲ့နေရာထိုင်ခင်းဟာသူ့အတွက်တော့တာမန်ဖြစ်လွန်းနေပါတယ်။အင်္ဂလိပ်လူမျိုးတယောက်ရဲ့ဂုံတိတ်ခါနဲ့မညီဘူးလို့သူကခံစားခဲ့ရတာပါ။ဒါကြောင့်သူဟာလွန်တရာခန်းသားထဲဝါလုံးပြီးတော့အခန်းပေါင်း42ခန်းတောင်ပါဝင်တဲ့ဘာဝန်ဆိုင်ကြီးကိုအကုံချခံတိစောက်ခဲ့ပါတယ်။1882ခုနှစ်မှာဆိုင်ကြီးတိစောက်ပြီးစီးခဲ့ပေမဲ့ဩစတြေးလျဆိုင်ကြီးထဲမှာ6လလောက်ပဲနေထိုင်ခွင့်ရခဲ့ပြီးတော့အသက်54နှစ်အရွယ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်သွားချိန်မှာတော့သူဖန်တီးခဲ့တဲ့ရုံကပ်ဘေးကြီးဟာသူ့ရဲ့ချန်စီယိုတွေကိုကြော်လွန်ပြီးတော့ဩစတြေးလျတိုက်တခွင်ကိုအရှိန်ဟုန်နဲ့ကူးဆက်ပြန့်နှံ့နေပြီပဲဖြစ်ပါတယ်
စိတ်ဝင်စားတဲ့အကောင်းတဲ့အချက်ကတော့ Austin ကွယ်လွန်ပြီးတဲ့နောက်သူ့ရဲ့ဇနီးဖြစ်သူ Elizabeth ဟာကြံခဲ့တဲ့ဒနာဥစ္စာတွေကိုအသုံးပြုပြီး Hyper မြို့မှာကုသလို့မရနိုင်တဲ့ယောဂါတွေအတွက်ဆေးရုံတစ်ခုတည်ဆောက်ပေးတာဂျီလောင်မြို့မှာမျိုးသမီးစောင့်ရှောက်ရေးဂေဟာတည်ဆောက်တာအစရှိတဲ့ကုသိုလ်ပြုပရိုက်တာလုပ်ငန်းတွေကိုကြီးကျယ်စွာလှုပ်ဆောင်ခဲ့ပါတယ်။ဇနီးဖြစ်သူကလူဖွဲ့စည်းအတွက်အကျိုးပြုနေချိန်မှာခင်မွန်ဖြစ်သူ Thomas Austin ရဲ့နာမည်ကတော့ Australia ရဲ့ဂေဟာစနစ်ကိုကြီးကျယ်ဖျက်ဆီးခဲ့တဲ့တရားခံဖြစ်တမိုင်းမှာအမြဲတမ်းကြံရည်နေခဲ့တော့တာပါပဲ။ရုံတွေရဲ့ပြန်နိုင်မှုနှုန်းဟာကမ္ဘာသမိုင်းမှာနိုးတိုက်သရဝါတွေထဲမှာအမြန်ဆန်ဆုံးစံချိန်တင်ခဲ့ပါတယ်။ Austin ရဲ့ခြံကနေစတင်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတဲ့ရုံတွေကတစ်နှစ်ကိုမိုင်60ကျော်နှုန်းလောက်နဲ့Australia တိုက်အနှံပြားကိုအလင်းမြန်တိုးချဲ့သွားခဲ့ပါတယ်။1859ခုနှစ်မှာစတင်ခဲ့တဲ့ရုံ24ကောင်ဟာ1898ခုနှစ်မှာတော့အကောင်ကြီးတန်း300တိရှိလာခဲ့ပါပြီ။အဲဒီချိန်တုန်းကAustraliaလူဦးရေက3သန်းပဲရှိသေးတာပါ။1920ကျော်ကာလတွေမှာတော့ရုံကောင်ကြီး10ဘီလီယံထိကိုရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုအစမတန်ပွားများလာတဲ့ရုံအုပ်ကြီးတွေကိုအဲ့ခေတ်ကလူတွေကမိခိုးရောင်ဆောင်ကြီး The Great Blanket လို့တောင်မှတင်စားခေါ်ပေါ်ခဲ့ကြပါတယ်။သူတို့ဖြတ်သွားတဲ့နေရာတိုင်းမှာမြေကြီးကလွဲလို့ဘာအပေမှမကြံတော့လောက်အောင်ပြောင်တလင်းခါသွားတယ်လို့ပါ။တာမန်အိမ်မွေးယုံလေးတွေက250ဆိုတဲ့အချိန်တိုလေးအတွင်းမှာပဲနိုင်ငံတနိုင်ငံလုံးရဲ့ဂေဟာစနစ်ကိုလုံးဝပြောင်းလဲပစ်လိုက်နိုင်တဲ့အင်အားစုကြီးတစ်ခုဖြစ်အသွင်ပြောင်းသွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဂေဟာစနစ်ကိုဖျက်ဆီးမှုများယုံတွေကအစားအစာစားရမှာလောဘကြီးပါတယ်။သူတို့ကမြက်တွေပင်ငယ်လေးတွေကိုအပေါ်ရန်အရွက်လောက်တင်စားတာမဟုတ်ပဲအမြင့်ကနေပါတူးဆွာပြီးတော့စားသုံးနေရှိပါတယ်။ဒါပြင်တစ်ပင်ပေါင်လေးတွေခြုံနယ်လေးတွေကိုပါအကုန်ရှင်းလင်းစားတောက်ပစ်လိုက်တဲ့အတွက်တစ်တော်တစ်ပင်တွေပြန်လဲရှင်းသန်းပေါက်ရောက်နိုင်စွမ်းအလုံးဝကိုရက်တန့်သွားခဲ့ရပါတယ်။ပို့ပြီးတော့ဆိုးရတဲ့အကျင့်စရိုက်ကတော့မိုးခေါင်ရေရှားတဲ့အချိန်တွေဒါမှမဟုတ်မြေပြင်မှာအစာအစာရှားပါသွားတဲ့အချိန်တွေမှာတစ်ပင်တွေရဲ့အခောက်တွေကိုခွာစားတဲ့အလေးထားပဲဖြစ်ပါတယ်။တစ်ပင်တစ်ပင်ရဲ့အောက်ခြေအခောက်ကိုပတ်ပတ်လဲခွာစားခံလိုက်တဲ့အခါအဲ့ဒီတစ်ပင်ဟာမြေကြီးတွေကနေရေနဲ့အာဟာရဓာတ်တွေကိုအထက်ကိုမပို့ဆောင်နိုင်တော့ပဲအချိန်တို့တွင်းမှာပဲ6သွေ့သေဆုံးသွားခဲ့ရပါတယ်။ဒီနီလန်နဲ့ယုံတွေဟာနှစ်ပေါင်းရာချီတက်တန်းရှိတဲ့တစ်ပင်ကြီးတွေတော့တက်ဖြတ်နိုင်ခဲ့ကြပါတယ်။ဒါပြင်ယုံတွေရဲ့မြေအောက်လိုင်ကောင်းတွင်းတူးတဲ့သဘာဝကြောင့်လည်းမြေစီလွာရဲ့ဖွဲ့စည်းပုံတွေပျက်စီးပြီးတော့မြေတိုက်စားမှုကိုစိုးစိုးရွားရွားဖြစ်ပေါ်စေခဲ့ပါတယ်။အပင်တွေရဲ့အမြစ်တွေကမြေကြီးကိုထိန်းမထားနိုင်တော့တဲ့ပြင်ယုံတွင်းတွေကြောင့်မြေကြီးကပွာရောင်းနေတဲ့အခါမိုးရွာတာနဲ့လေတိုက်တာတွေကြောင့်မြေစီလွာတွေကအလွယ်တကူလွင်းစင်ပြောက်ကွယ်သွားပြီးတော့ရေသွေးကိုပါထိခိုက်စေခဲ့ပါတယ်။မြေလွန်မြေရိုင်းတွေမှာလည်းတခြားကျူးကျော်ပေါင်းပင်တွေပြန်ပွားလာဖို့အတွက်ယုံတွေကလမ်းခင်းပေးသလိုဖြစ်နေခဲ့ပါတယ်။ဒီလိုသဘာဝပတ်ဝန်းကျင်ပျက်စီးသွားမှုဟာဩစတြေးလျတိုက်မှာနှစ်သန်းပေါင်းများစွာအခြားကမ္ဘာနဲ့အဆက်အသွယ်ပြတ်ပြီးတော့တီးတန့်အေးချမ်းစွာစင်ကဲပြောင်းလဲနေထိုင်လာခဲ့ကြတဲ့ဌာနေတိရစ္ဆာန်ပင်လေးတွေအတွက်တော့မကြုံစဘူးကပ်ဘေးဆိုက်ရောက်သွားတာပါပဲ။ဂေဟာစနစ်ရဲ့အခြေခံအုံမြစ်ဖြစ်တဲ့အပင်တွေပျက်စီးသွားတာဟာအစာကွန်ရက်တစ်ခုလုံးကိုပြိုလဲသွားစေခဲ့ပါတယ်။မျိုးသုံးလုံးနှီးပါဖြစ်သွားတဲ့ဌာနေတိရစ္ဆာန်လေးများယုံနေရဌာနေတိရစ္ဆာန်တွေရဲ့အစာအစာနဲ့နေထိုင်စရာနေရာတွေကိုလူယုံသားမကပဲဂေဟာစနစ်ထဲမှာမမျှော်လင့်ထားတဲ့ကွင်းဆက်အကျိုးသက်ရောက်မှုကိုပါဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒါတော့ပြင်ပနေအစောပိုင်းမှာရောက်ရှိနေတဲ့တောကြောင်တွေနဲ့မြေဝေးတွေရဲ့ပြဿနာပဲဖြစ်ပါတယ်။ယုံနေရဒီသားတိရစ္ဆာန်တွေအတွက်အလွယ်တကူအချိန်မွေးရနိုင်တဲ့အစားအစာတွေဖြစ်လာခဲ့တဲ့အတွက်မြေကွေးနဲ့တောကြောင်အကောင်ကြီးတွေကလည်းယုံတွေနီးတူပဲအစမတန်များပြားလာခဲ့ပါတယ်။ဆိုလိုတာတောကြောင်နဲ့မြေကွေးတွေကဆက်ဆချင်းမှာအစာငတ်တဲ့ဒဏ်အစာရှာစားတဲ့ပြဿနာတွေရှိခဲ့အတွက်အကောင်ကြီးသိမ့်မများပေမဲ့ယုံတွေအင်မတန်များလာချိန်မှာတော့သူတို့ဟာအစားတောက်ဖူလုံသွားခဲ့ပြီးမျိုးပွားမှုနှုန်းတွေကလည်းမြင့်တက်သွားတာပဲဖြစ်ပါတယ်။ပြဿနာပဲအချိန်မှာပိုဆိုးလဲဆိုတော့မိုးခေါင်လိုပဲဖြစ်ဖြစ်ယောဂဘေးကြောင့်ပဲဖြစ်ဖြစ်ယုံကောင်ရုပ်တဲ့ကြာဆင်းသွားတဲ့ချိန်တွေမှာပို့ပြီးတော့ဆိုးတက်တာပါပဲ။အဲ့လိုချိန်မျိုးမှာများပြားလာတဲ့မြေကွင်းနဲ့တောကြောင်တွေဟာအစာပြတ်လတ်သွားတာကြောင့်သူတို့ရဲ့မျက်စိဟာဩစတြေးလျရဲ့ရှားပါးဌာနေတိရစ္ဆာန်လေးတွေစီကိုလှည့်လာပါတော့တယ်။ဌာနေတိရစ္ဆာန်လေးတွေမှာကလည်းယုံတွေကြောင့်ခြုံတွေပိတ်ပေါင်းတွေပျက်စီးနေတဲ့အတွက်ပုံးခိုစရာနေရာမရှိတော့ပဲသားရဲတွေလက်ထဲကိုလွယ်တကူပဲတက်ဆင်းသွားကြရပါတော့တယ်။ဒီချက်တွေကြောင့်ယုံတွေဟာဩစတြေးလျနိုင်ငံမှာမျိုးစိတ်ပေါင်း300ကျော်ကိုမျိုးသုံးပြောက်ကွယ်မဲ့အန်ဒီယန်နဲ့ရင်ဆိုင်ရစေတဲ့အဓိကတရားခံဖြစ်လာပါတယ်။ဩစတြေးလျတိုက်ဟာလက်ရှိချိန်မှာကမ္ဘာပေါ်မှာနိုးတိုက်သတ္တဝါမျိုးသုံးပြောက်ကွယ်မှုအမြင့်ဆုံးနိုင်ငံဖြစ်နေရခြင်းအဓိကအကြောင်းရင်းတွေမှာယုံတွေရဲ့ကျူးကျော်မှုကထိတ်ဆုံးကနေပါဝင်နေပါတယ်။ယုံထိန်နေရဲ့စီမံကိန်းများယုံတွေရဲ့အန်ဒီယန်ကိုအစိုးရနဲ့လယ်သမားတွေကမျက်ဝါးထင်ထင်သတိထားလာမိတဲ့အချိန်1864ခုနှစ်လောက်ကစပြီးတော့သူတို့ကိုနှိမ်နှင်းဖို့နီလန်ပေါင်းစုံကိုအသေးအတန်ကြိုးစားခဲ့ကြပါတယ်။စာပိုင်းမှာတော့တမယိုးကြအစိတ်ချတာတွေယုံတွင်းတွေကိုထွန်ဆက်တွေလိုမျိုးခြုံထက်တဲ့တန်ကြုံတွေနဲ့ထိုးကော်ပြီးတော့ယုံတွေကိုမြေကြီးထဲမှာရှင်လက်လက်ဖြတ်စည်းပစ်တဲ့နီလန်တွေကိုအသုံးပြုခဲ့ကြပါတယ်။ဒါပြင်ဥရောပကနေဖာရက်ကောင်တွေနဲ့တောကြောင်တွေကိုသွင်းပြီးတော့ယုံတွေကိုတတ်ခိုင်းမှုကြိုးစားခဲ့ကြရမယ်အဲ့ဒီသားရဲတွေကယုံထက်ဖမ်းရလွယ်တဲ့ဌာနေတိရစ္ဆာန်လေးတွေကိုပဲရွေးစားသွားကြတဲ့အတွက်ပြဿနာတွေကပိုဆိုးသွားစေခဲ့ပါတယ်။1888ခုနှစ်ရောက်တဲ့အခါမှာတော့လေယာကဏ္ဍဆုံးရှုံးမှုတွေက
မခံမရနိုင်အောင်ကြီးမားလာတဲ့အတွက် New South Wales ပြည်နယ်အစိုးရဟာအလွန်ပဲစိတ်ပြတ်အားငယ်လာပြီးတမိုင်းမှာအထင်ရှားဆုံးသောကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့ယုံပြဿနာကိုထိထိရောက်ဖြေရှင်းပေးနိုင်မယ်ဘယ်လိုနည်းလမ်းကိုမဆိုရှာဖွေနိုင်သူပေါင်2000ခွဲယနေ့ခေတ်ကာလတန်ကြေးရဆိုရင်အမေရိကန်ဒေါ်လာ10 သန်းလောက်စုငွေပေးမယ်ဆိုတဲ့ကြေညာချက်ပါပဲ။ဒီကြေညာချက်ကြောင့်တစ်ကမ္ဘာလုံးကသိပ္ပံပညာရှင်တွေဩစတြေးလျကိုအာရုံစိုက်လာခဲ့ကြပါတယ်။ဒါပေမဲ့မဖြေရှင်းနိုင်ခဲ့ကြပါဘူး။ယုံကာကွယ်ရေးခြံစည်းရိုးကြီးရိုးရာနီလန်းတွေနဲ့မရတော့တဲ့အဆုံးမှာအစိုးရအရိခေတ်ကအကြီးမားဆုံးနဲ့ငွေကုန်ကြေးကြအများဆုံးဖြစ်မဲ့အင်ဂျင်နီယာစီမံကိန်းတစ်ခုကိုစဉ်းစားလာခဲ့ပါတယ်။အဲ့ဒါတော့1900ခုနှစ်တော်ဝင်ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ရစတင်တည်ဆောက်ခဲ့တဲ့ယုံကာကွယ်ရေးခြံစည်းရိုးကြီးပဲဖြစ်ပါတယ်။ယုံရီယာရှေ့ဘက်ကနေအနောက်ဘက်ကိုတွဲ၍လာနေတာဖြစ်လို့စိုက်ပျိုးရေးကောင်းမွန်တဲ့အနောက်ဩစတြေးလျပြည်နယ်တွေကိုယုံတွေဝင်မလာနိုင်အောင်ရည်ရွယ်ပြီးတော့ကန္နာကြီးကိုဖြတ်ပြီးတော့ခြံစည်းရိုးအရှိကြီးနဲ့ကာရန်ခဲ့တာဖြစ်ပါတယ်။ဒီခြံစည်းရိုးကြီးရဲ့တိဆောက်ပုံအတော်လေးကိုပြောင်မြောက်လှပါတယ်။တစ်သားဓာတ်မုတ်တန်တာတွေကိုသုံးပြီးတော့အမြင့်3ပေကျော်ရှိအောင်စောက်ထားကယုံတွေမဝင်နိုင်အောင်တန်ဆူးကြိုးစကားကြိုးတွေနဲ့အသေးချာကိုကာရန်ထားပါတယ်။ယုံတွေဟာအောက်ကနေတွင်းတူးပြီးတော့ဝင်နိုင်တဲ့သဘာဝရှိတာကိုသိတဲ့အတွက်ခြံစည်းရိုးရဲ့အောက်ခြေကိုမြေကြီးတဲ့6လက်မထိမြုပ်နှံထားခဲ့ပါတယ်။စူပေါင်းအပိုင်း3ပိုင်းပါဝင်ပြီးတော့အရှည်အားဖြင့်မိုင်ပေါင်း1500ကီလိုမီတာ1900လောက်ထိရှည်လျားတဲ့အတွက်ကမ္ဘာရှိဆုံးခြံစည်းရိုးကြီးဖြစ်နေမှတ်တမ်းဝင်ခဲ့ပါတယ်။ဒီစီမံကိန်းဟာအင်မတန်ခက်ခဲကြမ်းတမ်းလာပါတယ်။ Great Victoria Desert လို့သဲကန္နာကြီးထဲမှာခြံစည်းရိုးဆောက်ဖို့ပစ္စည်းတွေတည်ယူရမှာရေရှားပါလို့မြင်းတွေသုံးလို့မရပဲအပူဒဏ်ခံနိုင်တဲ့ကလပ်အုပ်တွေကိုတောင်အသုံးပြုခဲ့ရပါတယ်။ဒီဆောက်ပြီးသွားတဲ့ခါမှာလဲ Crawford လိုမျိုးကင်းလဲစောင့်ရှောက်သူတွေကခြံစည်းရိုးမပြတ်စည်းအောင်နဲ့ကြုံဝင်လာတဲ့ယုံတွေကိုပြစ်တတ်ဖို့အတွက်အတွဲလိုက်စောင့်ကြခဲ့ကြပါတယ်။ဒါမဲ့ဒီလောက်အကုန်ကြခံလူပင်ပန်းခံတီဆောက်ခဲ့တဲ့ခြံစည်းရိုးကြီးဟာအဆုံးသတ်မှာတော့ဂေယစနစ်ကိုထိန်းချုပ်ဖို့ကြိုးစားတဲ့လူသားတွေရဲ့နောက်ထပ်ကြာရှုံးမှုကြီးတစ်ခုသာထပ်ဖြစ်ခဲ့ရပါတယ်။ခြံစည်းရိုးတီဆောက်နေတဲ့9နှစ်တာကာလမှာနေယုံတွေဟာခြံစည်းရိုးကိုကျော်လွှားပြီးဒါမှမဟုတ်တွင်းတူးပြီးတော့တစ်ဖက်ကိုရောက်နေခဲ့ကြပါပြီ။ခြံစည်းရိုးနှစ်ခုကြားမှာပိတ်မိနေတဲ့သမားတွေဆိုရင်ယုံတွေရဲ့ဒဏ်ကိုအစမတန်ပို့ပြီးတော့ခံလိုက်ရပါတယ်။ဒီခြံစည်းရိုးကြီးကယုံတွေကိုပြီးတိုင်တားဆီးဖို့မအောင်မြင်ခဲ့ပေမဲ့အနည်းဆုံးတော့ယုံတွေပြန့်နှံ့တဲ့အချိန်ကိုနည်းနည်းနှီးသွားအောင်နဲ့ခြံစည်းရိုးနားမှာစုနေတဲ့ယုံတွေကိုစုလိုက်ပြုံလိုက်တပ်ဖြတ်နိုင်မှုတော့အထောက်အကူပြုခဲ့ပါတယ်။အဲချိန်ကတစ်နှစ်ထဲမှာယုံကောင်းရင်25သန်းလောက်ကိုတပ်ဖြတ်နိုင်ခဲ့ပြီးတော့အဲ့ဒီယုံတွေရဲ့အမီးတွေကိုသာဆက်လိုက်မယ်ဆိုရင်ကဘာကြီးကိုတပတ်ပတ်လို့ရတယ်လို့တော့မှမှတ်တမ်းတွေကဆိုပါတယ်။ဒါမှလည်းဒီခြံစည်းရိုးကယုံပြဿနာကိုမဖြေရှင်းနိုင်ခဲ့ပြန်ပါဘူး။ဇီဝလက်နက်နဲ့တိုက်ခိုက်ခြင်းခေတ်တမေဦးချနီလန်းတွေဖြစ်တဲ့ခြံစည်းရိုးကာရာတွေအစိတ်ချတာတွေဖမ်းဆီးတာတွေနဲ့ဘလို့မှနှိမ်နှင်းလို့မရတော့တဲ့အဆုံး1950ပြည့်လို့နှစ်တွေမှာတော့ဩစတြေးလျအစိုးရနဲ့ CSIRO ကသိပ္ပံပညာရှင်တွေကအလုံးမဲရဲတင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ကြပါတယ်။အဲ့ဒါတော့ယုံတွေကိုကူးစက်ရောဂါ virus တွေသုံးပြီးတော့နှိမ်နှင်းမဲ့ဇီဝလက်နက်နည်းစနစ်ကိုစတင်အသုံးပြုလာခြင်းပဲဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ကြီးဟာလူသားတွေရဲ့နည်းပညာနဲ့သဘာဝတရားရဲ့ရှင်သန်လိုစိတ်တို့အကြားမှာနှစ်ပေါင်း80ကျော်ကြာအကျိတ်နဲ့ရှင်ပြိုင်နေရတဲ့စင်ကဲပြောင်းလဲမှု theory အားပြိုင်ပွဲကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ပထမလိုင်းမိုင်ဆိုမာ virus ရဲ့အောင်မြင်မှုနဲ့စင်ကဲပြောင်းလဲခြင်း1950ပြည့်နှစ်တွေမှာတောင်အမေရိကတိုက်ကယုံတွေစီကနေရရှိခဲ့တဲ့မိုင်ဆိုမာ virus ကိုဩစတြေးလျယုံတွေကြားမှာစတင်ဖြန့်ဝေခဲ့ပါတယ်။ဒီယောဂါကိုမိုင်ဆိုမာဒေါစစ်လို့ခေါ်ပြီးတော့ခြင်တွေနဲ့လှေးကောင်တွေကတဆင့်သွေးကြောတွေကနေလင်းမြန်သွားကူးစက်နိုင်ပါတယ်။စာပိုင်းမှာတော့ဒီ virus ရဲ့အစွမ်းဟာအလွန်ကိုထိရောက်မှုရှိခဲ့ပြီးတော့မော်ဆန်သလိုတောင်ဖြစ်ခဲ့ပါတယ်။လာနေငယ်တွင်းမှာပဲဒေတာတချို့ကယုံကောင်းရေး90%ကျော်ထိသေဆုံးသွားခဲ့ပါတယ်။ယုံတွေကုန်သားအတွက်အပင်တွေပြန်လဲရှင်သန်လာပြီးတော့စိုက်ပျိုးရေးလုပ်ငန်းတွေတောင်ပြန်လဲပြီးတော့နလန်ထူလာခဲ့တာပါ။ဒါမဲ့သဘာဝတရားကလွယ်တကူအဆုံးမပေးပါဘူး။စင်ငယ်ပြောင်းလဲမှု theory သဘောတရားတွေရယုံတွေတန်းချီသေဆုံးသွားရင်မဲ့အဲ့ဒီ virus ဒဏ်ကိုခံနိုင်ရှိတဲ့ဗီဇပါတဲ့ယုံ10%လောက်ကချင်းတန်ကြံရစ်ခဲ့ပါတယ်။သူတို့ကနေတဆင့်ပြန်လဲပေါက်ပွားလာတဲ့မျိုးဆက်သစ်ယုံတွေဟာမိုင်ဆိုမတိုစစ်ယောဂါကိုခံနိုင်ရှိတဲ့မျိုးဆက်သစ်တွေဖြစ်လာကြပါတယ်။ဒါပေမဲ့လည်း virus ကိုယ်တိုင်ပြောင်းလဲသွားပါတယ်။ယုံတွေကိုချက်ချင်းတပ်ပစ်လိုက်ရင်ချင်းတွေကတဆင့်တခြားယုံတွေကိုကူးစက်ဖို့အချိန်မရလိုက်တဲ့အတွက် virus တွေကယုံတွေကိုချက်ချင်းမသေးစီပဲအချိန်ဆွဲပြီးတော့မှသေစေတဲ့မျိုးကွဲတွေဖြစ်သူတို့ဘာသာစင်ကဲပြောင်းလဲသွားခဲ့တာပါ။ရလနေနဲ့1980ပြည့်လိုနှစ်တွေမှာတော့ယုံတွေဟာမိုင်ဆိုမတိုစစ်ကိုတော်လေးခံနိုင်ရှိလာကြပြီးတော့အကောင်ရင်ပြန်လဲတိုးပွားလာခဲ့ပြန်ပါတယ်။လက်ရှိချိန်မှာတော့ဒီ virus ဟာယုံကောင်ရဲ့40%လောက်ကနေ50%လောက်ကိုသာသေစေနိုင်တဲ့အစွမ်းရှိပါတော့တယ်။ဒုတိယလိုင်း Galaxy virus မိုင်ဆိုမတိုစစ်ရဲ့အစွမ်းကျလာတဲ့အခါ1990ပြည့်လိုနှစ်တွေရဲ့အစောပိုင်းမှာ CSIRO ကနေနောက်ထပ် virus အသစ်တစ်ခုဖြစ်တဲ့ RHDV1 ကိုစတင်စမ်းသပ်ခဲ့ပါတယ်။ဒီ virus ကို Chat351 လို့လည်းခေါ်ကြပြီးတော့ကိုရီးငါတွေကိုသွေးကိုစိမ့်စေပြီးတော့အလင်းမြန်သေဆုံးစေတဲ့ virus ဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာက1995ခုနှစ်မှာဝါဒန်အိုင်လန်ကကွာရန်တင်းစမ်းသပ်စခန်းကနေယုံကောင်တွေကတဆင့်
ဒီ virus ဟာမတော်ဆလွတ်ထွက်သွားခဲ့ပြီးတော့ပြည်မာကြီးကိုရောက်သွားခဲ့ပါတယ်အဲနောက်1996ခုနှစ်မှာအစိုးရကတရားဝင်ဆက်လက်ဖြန့်ချီခဲ့ပါတယ် ISDB1 ကလည်းစာပိုင်းမှာမာဆိုမတော်စစ်လိုပဲအကောင်ကြီး90ရာခိုင်နှုန်းလောက်ထိတတ်နိုင်ခဲ့ပြီးတော့ဩစတြေးလျဂီယာစနစ်ကိုဒုတိယကြိမ်ကယ်တင်နိုင်ခဲ့ပါတယ်တဲခန္ဓာဒေသတွေမှာယုံနေရောသွားတဲ့အတွက်ရှားပါးဌာနေဒရိတ်ဆန်တွေပြန်လည်ပေါက်ပွားလာတာကိုတော့မှတွေ့ခဲ့ရပါတယ်ဒါပေမဲ့ဒီ virus ရဲ့အားနည်းချက်ကအေးမြဆူဆွတ်တဲ့ဩစတြေးလျတောင်ပိုင်းလိုဒေသတွေမှာတိတ်မထိရောက်ခဲ့ပါဘူးသိပ္ပံပညာရှင်တွေဆက်လက်လေ့လာကြည့်တဲ့အခါ2009ခုနှစ်မှာအဖြေတစ်ခုသွားပြီးတော့တွေ့ခဲ့ပါတယ်အဲ့ဒါတော့ဩစတြေးလျမှာသဘာဝလျောက်ရှိနေမိသားဖြစ်တဲ့အန်ဒီမပေးနိုင်တဲ့ Galaxy virus RCV-A1 အမျိုးအစားတစ်မျိုးယုံနေစီမှာရှိနေအောင်တွေ့လိုက်ရပါတယ်အေးများတဲ့ဒေသတွေမှာအဲ့ဒီ RCV-A1 virus ကပိုဖြစ်များပြီးတော့အဲ့ဒီ virus ကူးစက်ခံရတဲ့ယုံတွေက ISDB1 ကိုခုခံနိုင်တဲ့ကိုခံအားအစိပ်ပိုင်းကိုပါရရှိသွားစေတဲ့အတွက်မတိဘဲနဲ့ကြမ်းရင်ခဲ့တာဖြစ်ပါတယ်ဒါပြင်အချိန်ကြာလာတဲ့မြယုံတွေက ISDB1 ကိုလည်းသဘာဝလျောက်ခုခံနိုင်စွမ်းထပ်မံရရှိလာခဲ့ပြန်ပါတယ်တတိယလိုင်းမျိုးကွဲသစ်များ ISDB2 နဲ့ K5 ဖြင့်ဆက်လက်တိုက်ပွဲဝင်ခြင်းဒီလိုနဲ့တိုက်ပွဲဆက်လက်ပြင်းထန်လာမှာ2015ခုနှစ်မေလမှာတော့ဥရောပကနေရောက်ရှိလာတဲ့ ISDB2 မျိုးကွဲသစ်တစ်ခုကိုဩစတြေးလျမှာအမှတ်ပတင်စတင်တွေ့ရှိခဲ့ပါတယ်အစိုးရကတမင်လွတ်ပေးခဲ့တာမဟုတ်ပဲဘလို့ရောက်လာမှမသိပေမဲ့ဒီ virus ကအရင် ISDB1 ကိုခံနိုင်ရှိနေတဲ့ယုံတွေကိုပါတတ်နိုင်စွမ်းရှိတဲ့အတွက်ယုံနေနေမှာမျောနေမထားတဲ့အထောက်အကူတစ်ခုဖြစ်စေခဲ့ပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေကကန်တရားကိုကြီးယုံကြည်မနေတော့ပဲ2019ခုနှစ်မှာတော့တောင်ကိုရီးယားနိုင်ငံနေတင်သွင်းလာတဲ့ ISDB1 ရဲ့မျိုးကွဲသစ်တစ်ခုဖြစ်တဲ့ K5 ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့စနစ်တကျထပ်မံဖြန့်ချီခဲ့ပါတယ်ဒီ K5 မျိုးကွဲထူးခြားချက်ကတော့ယင် virus တွေတိတ်မထိရောက်ခဲ့တဲ့အေးမြဆူဆွတ်တဲ့ဒေသတွေမှာပုံမထိရောက်ဖို့ရည်ရွယ်ထုတ်လုပ်ထားဖြစ်ပြီးတော့တဘာဝလျောက်ရှိနေတဲ့ RCV-A1 ရဲ့အကာအကွယ်ကိုဖောက်ထွင်းနိုင်စွမ်းရှိပါတယ်ဒါပေမဲ့ပညာရှင်တွေကအခုချိန်မှာတော့ယုံတွေကို90ရာခိုင်နှုန်းအကုန်တပ်ပြစ်နိုင်မယ်လို့မမျှော်လင့်တော့ပါဘူးယုံနေအလုံးခံနိုင်ရှိနေဖြစ်တဲ့အတွက် K5 ရဲ့အဓိကရည်မှန်းချက်ကရှိပြီးသား virus တွေအရှိန်ကိုမြင့်တင်ပေးဖို့ယုံပေါက်ပွားမှုနှုန်းကိုတတ်နိုင်မှနှိကွေးသွားအောင်ထိန်းချုပ်ထားဖို့သာရည်ရွယ်လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်60အတွင်းဒီလိုဇီဝလက်နက်တွေအသုံးပြုပြီးတော့ယုံတွေကိုအမြဲမပြတ်ထိန်းချုပ်နေနိုင်ခဲ့တဲ့အတွက်ဩစတြေးလျရဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုကယ်တင်နိုင်ခဲ့တဲ့စုစုပေါင်းတန်ဖိုးဟာဒေါ်လာ80ဘီလီယံလောက်ရှိမယ်လို့ဘောဂဗေဒပညာရှင်တွေကခန့်မှန်းတွက်ချက်ထားကြပါတယ်တကယ်လို့သာဇီဝလက်နက်တွေနဲ့မထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင်ဩစတြေးလျရဲ့စိုက်ပျိုးရေးကဏ္ဍလုံးဝကိုပြိုလဲသွားနိုင်ပါတယ်အတိတ်သင်ခန်းစာ1859ခုနှစ်မှာသောမတ်အော်စတင်ယူဆောင်လာခဲ့တဲ့တောယုံ24ကောင်အိမ်ပြန်လွမ်းတဲ့စိတ်နဲ့အပျော်တမ်းမဲလိုက်ဖို့ဆိုရယ်အလွန်ရိုးရှိပြီးတော့အပြစ်ကင်းမုံရတဲ့ရွယ်ချက်လေးကနေစတင်ခဲ့ပေမဲ့ရလက်ကတော့ဩစတြေးလျတိုက်တစ်ခုလုံးရဲ့သဘာဝဂီယာစနစ်ကိုအစားထိုးလို့မရနိုင်လောက်ထာဝရဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်လူသားတွေဘက်ကတန်ဆူးကျိုးမိုင်ပေါင်းထောင်ချီကာယနာဖြစ်စေအစိတ်ချတာဖြစ်စေနောက်ဆုံးအစိမ့်မြင့်ဇီဝလက်နက်ဗိုင်းရပ်စ်တွေသုံးပြီးနှိမ်နှင်းတာဖြစ်စေသဘာဝတရားရဲ့ရှင်သန်လို့တဲ့အားကိုလုံးဝအမြင့်ပြတ်အောင်မချေမုန်းနိုင်သေးဘူးဆိုတာကိုယနေ့ထက်တိုင်ရှင်သန်ပေါက်ပွားနေစေဖြစ်တဲ့တန်150သောယုံတွေကပြောင်ပြောင်တင်းတင်းတက်တည်ပြလို့နေပါတယ်ဒီကပ်ဘေးကြောင့်ဩစတြေးလျဌာနေဒရိတ်ဆန်မျိုးစိတ်ပေါင်း300ကျော်မျိုးသုံးပြောက်ွယ်မဲ့အန်နယ်နဲ့ရင်ဆိုင်ခဲ့ရသလိုဌာနေတိုင်းရင်းသားတွေရဲ့ထောင်စုနှစ်ကြီးတက်တန်းရှိတဲ့ယဉ်ကျေးမှုနဲ့စိုက်ပျိုးရေးစီးပွားရေးလုပ်ငန်းတွေလည်းဘီလီယံနဲ့ချီပြီးတော့နစ်နာဆုံးရှုံးခဲ့ရပါတယ်ဒါလူသားတွေကိုနားမလဲပဲနဲ့သဘာဝတရားရဲ့ဇီဝဆက်ကွင်းနဲ့ဝင်မပါသင့်ဘူးဆိုတာကိုကောင်းကောင်းကြီးသင်ခန်းစာပေးနေတဲ့ဖြစ်စဉ်ကြီးလည်းဖြစ်ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုတော့ပါပဲနောက်နေ့မှနောက်ထပ်အကြောင်းအရာအသစ်နဲ့ပြန်ပြီးတော့တွေ့ပါအောင်မယ်ခင်ဗျာအားလုံးပဲ channel ကို subscribe လုပ်ပြီးတော့ဘေးနားခေါင်းလောင်းလေးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြအောင်မြတ်တာရက်ခိုင်နေဒီနေ့တော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ